iPhone တွေပေါ့နော်ဒီ App Store ထဲမှာapplication တွေ set ချက် download လုပ်ဆိုရင် Apple ID region change ပေးဖို့လိုတယ်ကျွန်တော်ဒီ region ကိုပေါ့နော်ကိုယ့်ဘက်ကိုအိမ်မှာဘယ်လို change မလဲဆိုတာအသေးစိတ်ပြောပြပေးမယ်ကျွန်တော် profile နဲ့ဝင်မယ်ဒီမှာကျွန်တော် account လေးတွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော် account ရဲ့ region ကဒါမြန်မာ region ဖြစ်နေပါတော့အဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာပေါ့နော်ကျွန်တော်တို့ကနိုင်ငံရွေးပေးမယ်ကျွန်တော် state ကိုပဲရွေးများဆိုကျွန်တော် state ကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒီပြင် continue နှိပ်မယ်ဒီမှာကျွန်တော် agree နှိပ်ပေးမယ်ပေါ့နော်ဒီမှာသူက payment method ကိုတောင်းတော့ကျွန်တော်က none ကိုပဲထားတယ်ပဲဟို credit card တွေပိုင်းမထည့်ဘူးပေါ့နော်ဒီမှာကျကျွန်တော်ဥပမာဒါ 27SD လို့ကျွန်တော်ရိုက်လိုက်မယ် optional ဆိုရင်မထည့်လို့ရပါတယ် city ကတော့ကျွန်တော် Los Angeles ကိုရွေးတယ် Los Angeles ပေါ့နော်state ကကျတော့ California ပြည်နယ်ဆို California ကိုကျွန်တော်ရွေးလိုက်မယ်zip code ကကျတော့ California zip code က90001ဒီမှာဒါ United States ရွေးပြီးသားပေါ့နော်ဖုန်းနံပါတ်ကကျွန်တော်ရှေ့ဆုံးမှာ001ထားမယ်ရှေ့ဆုံးမှာ001ထားမယ်ပေါ့နော်ထားပြီးနောက်က9လုံးကကိုစိတ်ကြိုက်ထည့်လို့ရတယ်ဒါဆိုရင်ဒီတိုင်းလေးထည့်လိုက်တယ်ဆိုရပြီပေါ့နော်ကျွန်တော်တန်းကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒါခုနကလိုပေါ့နော် United States ကိုပြောင်းသွားပြီ region ကအဲဆိုရင်တော့ကိုဒီ App Store မှာကို download ချင်တာလေ YouTube ကစလို့ပေါ့နော်တခြား application တွေအများကြီးကိုစိတ်ကြိုက် download ဆက်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ